ဒီကားတွေစိုက်ကယ်တွေကိုပေါ့နော်လမ်းပေါ်သွားတဲ့စိုက်ကယ်တွေဆိုင်မှာရှိတဲ့ဘာအိတ်ဆိုင်တို့ဟိုတယ်တို့မှာရှိတဲ့ security ဝန်ထမ်းတွေ security ဝန်ထမ်းတွေရဲ့ဒီလိုမှတားပြီးတော့မှပေါ့နော်တားခိုင်းတယ်လမ်းပေါ်ကားတွေကိုတားတယ်ပြီးတော့ဟိုတယ်တွေကရင်တွေကိုထုတ်တယ်တပိတ်ဆိုင်တွေကရင်တွေထုတ်တယ်ဟောဆိုလို့ရှိရင်ညဆိုလို့ရှိရင်မနှောရမန်းညဈေးမှာရှေ့ဆိုဘင်းစလဲအပ်တဲ့လူတွေပို့ဆိုးတယ်ဟာလာတဲ့ကားကိုအတင်းကျပ်တားပြီးသူတို့ကားကိုထွက်ခိုင်းတယ်အခါလေကျက်ထွက်ခိုင်းလို့မှအဲ့မှာထွက်ခိုင်းတာပေါ့နော်တချို့တွေကဒါညတော့တိတ်ပြဿနာနေနေလေတွေမှာကျတော့တချို့တွေရင်မောင်းနေတာကျတော့တို့မောင်းလာတယ်စိတ်ကူးနဲ့ဝိတာတားလိုက်တယ်ဝိတာကိုမမြင်တော့ဒီဘက်ကကားပါကင်ကလက်ဖိတ်ဆိုင်ကထွက်မဲ့လူကလည်းဝိတာတားထားပြီးပြီပဲဆိုတော့မှစိတ်ချလက်ချနဲ့ထွက်လိုက်တယ်အဲ့မှာလမ်းမရင်နဲ့တိုက်မိတဲ့ကဘယ်သူမှလည်းမှန်တယ်လဲဆိုတာကားသမားလမ်းပေါ်သွားလို့လည်းကျွန်တော်သူ့မမြင်ဘူးအဲ့တော့ဟိုကလည်းပါကင်ကဒီလက်ဖိတ်ဆိုင်တွေကခေါ်တယ်ရထွက်တယ်ရကျွန်တော် security ကဒီလဝိတာခေါ်လို့ကျွန်တော်ထွက်တာအငြင်းကွာဘယ်သူမှတောင်းရှိမလဲဆိုဖြစ်လာတယ်အဲ့တော့ပြောချင်တာကတော့ဒီမော်တော်ယာဉ်တွေကိုအဓိကပြောချင်တာဘလူတွေတားပိုင်မရှိတယ်လဲဆိုတော့ကျွန်တော်နီးဝတော့မှာနော်ဒီရဲ့နေရာ98နဲ့ရှင်းပါနေရာ98ကားငယ်ပါနော်နေရာ98ကားငယ်ပါနော်ရင်းချစ်တဲ့ထိန်လူကရင်းချစ်တဲ့ထိန်လူကြီးနော်ညွန်ပြချက်ကိုလမ်းအသုံးပြုသူများကလိုက်နာရပြီဆိုတာရှိတယ်ရင်ကြီးချက်ထိသိမ်းသူကြီးညွန်ပြချက်ကိုလမ်းအသုံးပြုသူများကလိုက်နာရမည်ဆိုတာရှိတယ်ရင်ကြီးချက်ထိသိမ်းသူကဘာတူလဲဆိုတာလားဟောအဲ့မှာမေးဆက်ရှိလာရင်ကြီးချက်ထိသိမ်းသူအဲ့ပုံမှန်နေ့နျူးတွေပုံမှန်နေ့စလိမ့်ရင်ကြီးချက်ထိသိမ်းသူဆိုဒီမှာလမ်းပေါ်၌ရင်သွားလာနေလမ်းအသုံးပြုမှာအသွားလာကိုကြီးချက်ထိသိမ်းရန်တက်ဆိုင်ဝင်ကြီးဌာနကတောင်းပေးရထားတော့မြန်မာနိုင်ငံရဲတပ်ဖွဲ့မှရင်သိမ်းရဲ့ရင်းရဲမရှိတော့ဒေတာများတွင်နေမြေကန်ရဲကိုဆိုလိုသည်ယဉ်ကြီးချက်ထိန်သိမ်းသူဟုတ်လားအဲ့တော့196 new တွေပုံမှာ196ကကြီးမှာယဉ်ကြီးချက်ထိန်သိမ်းသူကမော်တော်ယာဉ်ကိုရက်ရန်ညွန်ပြလေမော်တော်ယာဉ်ကိုချက်ချင်းရက်ရ198မှာတော့ယဉ်ကြီးချက်ထိန်သိမ်းသူရဲ့ကကြီးမှာတော့ညွန်ကြားချက်အတိုင်းလမ်းအသုံးပြုသူများကလိုက်နာရပြီယဉ်ကြီးချက်ထိန်သိမ်းသူကိုပြောထားတယ်လိုက်နာရမယ်ဆိုတာတကယ်လို့တိုက်ခဲ့မယ်ဆိုလို့ရှိရင်အဲ့လိုမျိုးတော့ဝေတာတို့ security ကခေါ်လို့တိုက်ခဲ့မယ်ဆိုလို့ရှိရင်လမ်းပေါ်သွားတဲ့ရင်နဲ့ပါကင်နဲ့ဖက်တဲ့ရင်နဲ့တိုက်ခဲ့မယ်ဆိုရင်ပါကင်နဲ့ဖက်တဲ့ရင်မှာပဲတာဝန်ရှိမှာရင်စီကလမ်းစီကံအရာဟုတ်ပြီနော်ဒါကြောင့်မို့နော်ကျွန်တော်တို့ဒီရဲ့အငင်းပွားနယ်ကိစ္စရပါအဲ့ဒီရဲ့ security တွေဝေတာလေးတွေခေါ်တိုင်းမသွားပါနဲ့ကိုယ့်ရဲ့အန်ဒီရဲ့ရှင်းမှာကိုဆိုင်လေးကထွက်ပါနော်ဒါတော့ရင်ကိုရက်တက်ခွင့်ရှိတာရင်ကြီးချက်ထိန်းသိမ်းသူပဲဖြစ်ပါတယ်အဲ့ဒီကြားမှာတယောက်ရှိသေးတယ်ရင်းတို့ရပ်ပိုင်ခွင့်ရှိတာ196စလုံးမှာနော်စလုံးမှာမော်တော်ယာဉ်ကြောင့်တရိษံထိန်းလမ်းမြေကိုစိုးရင်တရိษံထိန်းကြောင်းသူကမော်တော်ယာဉ်ကိုရပ်ရန်မြစ်တာရက်ခံလျင်မော်တော်ယာဉ်ကိုရပ်ပေးရထိန်းကြောင်းသူမရှိတော့တရိษံများကိုလမ်းမပေါ်တွင်တွေ့ရှိလျင်တတိပြည့်မောင်းနေရမည်မော်တော်ယာဉ်ကိုရပ်တင်ကရပ်ပေးရမည်ဒါကြောင့်မို့မော်တော်ယာဉ်ကိုရပ်လို့တားလို့ရတာဒီတရိษံထိန်းကြောင်းသူရဲ့ရင်သိမ်းရဲ့နေမီကန်ရဲ့ပဲရှိပါလေကြီးချက်ထိန်းသိမ်းသူဆိုတဲ့ definition နဲ့မှာရဲ့196စလို့ရ new တွေကို196ရသူတို့ပဲတားတဲ့ခါမှာဥပဒေရဘောင်းဝင်ပါတယ်ကျန်တဲ့လူတွေတားတာဒီတိုက်တယ်ဆိုလို့ရှိရင်ရင်မောင်းလူရဲ့တာဝန်တာဖြစ်ပါတယ်ဒါလေးလည်းပြောချင်တယ်ဒါမင်းညရတဲ့နော်ယမန်ရှိရဖြတ်လာတဲ့ခါမှာအမှအတင်းထုတ်ဆွဲတားနေတာတချို့တွေကမတီးပဲနဲ့ထွက်တာနော်တိုက်ပြီးလို့ဖြစ်ပြီးတော့ဟိုဘက်ကလူနဲ့ဒီဘက်ကလူတွေနဲ့ဟုတ်လားစကားများမင်းနားမလဲဘူးလားကွာဘာလားကွာအချင်းတွေများကြလို့ဖြစ်ပါတယ်ဒီကနေ့တိုက်ခဲ့မယ်ဆိုလို့ရှိရင်တော့အဲ့ဒီရဲ့လုံခြုံရေးဝန်ထမ်းတွေအရာဝန်ထမ်းတွေတားလို့တိုက်ခဲ့မယ်ဆိုလို့ရှိရင်တော့ရင်မောင်းတဲ့လူမှာပဲတာဝန်ရှိတယ်အဲ့ဒီလူတားခေါ်လို့ကျွန်တော်ထွက်တယ်ဆိုတော့ပြောလို့မရဘူးအဲ့တော့ပြောချင်တယ်ဆိုတော့198နေရာနော်ကျွန်တော်တို့198ကနော်ရင်းချချက်တင်တဲ့သူညွှန်ကြားချက်ကိုလမ်းသုံးပြုသူများကလိုက်နာမောင်းနေရပြီဆိုတာပဲရှိပါတယ်နော်အဲ့တော့196ကကြီးမှလည်းရင်းချက်တင်တဲ့သူကမော်တော်ယာဉ်ကိုရက်ရန်ညွှန်ပြလေမော်တော်ယာဉ်ကိုရက်ရပြီဒါပဲရှိပါတယ်နော်လမ်းပေါ်မှာဆိုလို့ရှိရင်နော်ဒီရဲ့နော်ပုံမှန်တွေအရက်သားတွေဒီအရက်သားဒီဝိတ်တာလေးတွေ security တွေတားတာဒီဥပဒေရဆုံးဖြတ်ပိုင်ခွင့်မရှိပါဘူးဟုတ်လားရင်မောင်းတဲ့လူတွေရဲ့ရင်စည်းကမ်းလက်စည်းကမ်းအမှန်အတိုင်းကကျွန်တော်တို့ဒီအမှုဖွင့်အရေးယူဆောင်ရွက်တယ်ဆိုတာကိုလည်း message ပေးလိုပါတယ်เนาะဒါတက္ကန္တဒါမင်းညဖြစ်တဲ့ဥစ္စာကိုပြောပြတာ